ကားကအဓိကကောင်းတဲ့ချက်ကိုကျွန်တော်ပြောပြခြင်းတယ်ဂျပန်ကားတွေထဲမှာရှားပါပေါ့နော်ဒီကားအော်သေးပတ်လည်းအပြည့်ရှိတယ်ဒါကျွန်တော်ပြောပြဒါလေးပါဒီမှာတချို့နေရာလေးမှာဗန်မာအစားအော်တင်လေးရှိပါဗျဒါကျွန်တော်ကားလေးကိုခောက်ပြနော်တစ်ပတ်မဒီနောက်ဗန်မာလေးဆိုကျွန်တော်တို့ဒီမှာ original audit လေးတွေကအစရှိပါတယ်ဟုတ်ထုံးစံတိုင်းကျွန်တော်ကလင်းခအိမ်မှာပေါ့နော်ကားရောင်းတာဝယ်တာနဲ့ဒီကားနဲ့ကိစ္စဝေးသားရှိရင်ကျွန်တော်ရဲ့ဒီစိတ်ဝင်စားရဆိုကျွန်တော်ရဲ့ဒီ TikTok Facebook လေးကို follower နဲ့ like and share လုပ်ပါလို့မေတ္တာရက်ခံကြပါဒီနေ့ကျွန်တော်ပေါ့နော်လက်ရှိမြန်မာပြည်မှာလူရမ်းကြိုက်တဲ့ကားပေါ့နော်ပြီးတော့လေကျွန်တော်ကိုယ်တိုင်ကလည်းနှစ်ကြိုက်နဲ့ကျွန်တော်လက်ရှိစီးနေတာပေါ့နော်ဒီ Honda Insight လေးပေါ့အခက်ရာလေးက K10 YGN license လေး model ကြီးကလည်းမြင့်တယ်ဗျ2010ရမယ်ပြီးရင်ဒီကောင် license အသစ်ချွတ်နဲ့ရတယ်ပေါ့နော်ကျွန်တော် license အသစ်ပတ်နဲ့ပေါ့နော်ကားလေးက hybrid ဆိုတဲ့အတိုင်းပဲစီစားအရန်တက်တာတဲ့ IMA တွေပါလုံးဝပြောတာမရှိဘူးကားကအဓိကကောင်းတဲ့ချက်ကိုကျွန်တော်ပြောပြခြင်းတယ်ဂျပန်ကားတွေထဲမှာရှားပါပေါ့နော်ဒီကားအော်သေးပတ်လည်းအပြည့်ရှိတယ်ဒါကျွန်တော်ပြောပြဒါလေးပါဒီမှာတချို့နေရာလေးမှာဗန်မာအစားအော်တင်လေးရှိပါဗျဒါကျွန်တော်ကားလေးကိုခောက်ပြနော်တစ်ပတ်မဒီနောက်ဗန်မာလေးဆိုကျွန်တော်တို့ဒီမှာ original audit လေးတွေကအစရှိပါတယ်ဗျာနော်ဒါကားအကြောင်းနားလေလူတိုင်းသိပါတယ်ဒီအတွင်းခန်းလေးကိုကျွန်တော်ပြချင်ပါတယ်ဒါသူ့ရဲ့ inside အတွင်းခန်းလေးပေါ့နော်ဒီကောင် original eco တွေဂျပန် TV ဖြစ်သွားမယ်သူဒီ inside TV မဟုတ်ပြင်မယ်လမှန်ကျိုးမှန်ကောင်း eco အကုန်ပါတယ်ဗျာနော်ဒီမှာသူ spoiler လေးပါမယ်တာယာတွေ၄လုံးလုံးအသစ်ဖြစ်မယ်ကားကောင်းတယ်ဒါသူ့ရဲ့ဒါနောက်ခန်းပေါ့နော်ဒီဟာလေးဒါကျွန်တော်ပြောဆိုလို့ချင်းကားကောင်းတယ်ဗျာသိလားကားလုံးဝဟိုဟာပေါ့နော်အော်သေးကြံသေးရပေါ့နော်ဒါသူ့ရဲ့နောက်ခန်းဒါကတော့ကျွန်တော်လက်ရှိသုံးနေတယ်ဆိုတော့လေကျွန်တော်ဟိုစားရပါတယ်ကျွန်တော်ထည့်ထားတာကျွန်တော်ကိုယ်တိုင်နှစ်ချိုက်နဲ့စီးနေတဲ့ကားလေးပါနော်ဒီကားလေးကိုကျွန်တော်အယောင်းဖွင့်ပေးမယ်ကျွန်တော်ဝေစဉ်ကိုကျွန်တော်885သိန်းကိုညှိနှိုင်းရောင်းပေးမယ်အရေးကြတွေပါနဲ့ဆိုလဲရောင်းပေးမယ်ပေါ့နော်အရေးကြကြိုက်တဲ့လူတွေကိုအရေးကြရောင်းပေးမယ်အဲ့တော့ဒီလိုကားကောင်းလေးတွေကိုပဲကျွန်တော်တမိုးထားပြီးတော့ရောင်းတယ်ပေါ့နော်တမိုးထားပြီးလဲကိုယ်တိုင်လဲစီးနေတယ်ပေါ့နော်အဓိကစီသားတက်တာတယ်ဒီကားလေးတွေကိုကျွန်တော်ရဲ့ဒီချစ်တော် customer တွေကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့ Facebook တွေ TikTok တွေမှာတရားဝင် official ဖုန်းနံပါတ်တင်ထားပါတယ်အဲ့တလုံးပဲသုံးပါတယ်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်